ကောင်းသောနေ့ပါအေးချမ်းပျော်ရွှင်ကြပါစေရှင်အထူးသဖြင့်ကိုယ်နှုတ်စိတ်ဖြင့်မကောင်းသောအရာတွေမှရှောင်ရှားနိုင်ကြပါစေရှင်ဒီနေ့လေးမှာ Peaceful Light Channel အနေနဲ့ဆွေးနွေးပေးခြင်းတဲ့အကြောင်းအရာကကျမတို့ဘဝမှာစိတ်တက်ကြလာတဲ့အချိန်မျိုးမှာကျမတို့စိတ်ကိုဘယ်လိုဆောက်ရှောက်နေထိုင်သင့်လဲဆိုတဲ့အကြောင်းအရာပဲဖြစ်ပါတယ်ဟုတ်ပါတယ်ကျမတို့ကိုယ်တိုင်ဖြစ်စေကျမတို့နဲ့ထိတွေ့ဆက်ဆံရသူတွေဖြစ်စေစိတ်တက်ကြတဲ့အချိန်ဆိုတာကြုံတွေ့ရနိုင်ပါတယ်ဒီလိုအခြေအနေမျိုးမှာမိမိကိုယ်တိုင်ကြုံတွေ့ရရင်မိမိစိတ်တက်ကြနေတဲ့အခြေအနေကနေလွန်မြောက်ဖို့ဘယ်လိုဆောက်ရှောက်သင့်လဲမိမိနဲ့ထိတွေ့ဆက်ဆံသူတွေစိတ်တက်ကြနေရင်ဘယ်လိုကူညီဆောက်ရှောက်သင့်လဲဆိုတဲ့အကြောင်းအရာလေးကိုဆွေးနွေးကြရအောင်နော်တကယ်လို့ကျမတို့တွေကအဆင်မပြေမှုတစ်စုံတစ်ရာကြောင့်လမ်းပြောက်သလိုခံစားနေရပြီးစိတ်ဓာတ်တွေကျလာပြီးဆိုရင်ကျမတို့ပြုလုပ်နိုင်တဲ့အရာတွေအများကြီးတွေကမှတချို့ကိုဆွေးနွေးပေးပါမယ်နံပါတ်1တရားထိုင်ခြင်းဒါမှမဟုတ်အသက်ရှူလေ့ကျင့်ခန်းပြုလုပ်ခြင်းပါဟုတ်ပါတယ်တရားထိုင်ခြင်းကကျမတို့ရဲ့စိတ်ကိုတည်ငြိမ်စေပြီးစိတ်ဆွမ်းအားကိုပြန်လည်မြင့်တက်စေနိုင်ပါတယ်နေ့စဉ်ပုံမှန်တရားထိုင်ပေးခြင်းဖြင့်စိတ်ဖိစီးမှုကိုဖြစ်စေတဲ့ဟော်မုန်းတွေကိုလျော့ကျစေတဲ့အာရုံစူးစိုက်မှုကိုပိုမိုတိုးတက်စေတဲ့စိတ်တက်ကြခြင်းစိုးရိမ်ခြင်းစတဲ့စိတ်ပိုင်းဆိုင်ရာပြဿနာတွေကိုလျော့ကျစေတယ်အထူးသဖြင့်တရားနေ့စဉ်ပုံမှန်ထိုင်နေသူဟာစိတ်အေးချမ်းမှုနဲ့အတူမိမိကိုမိမိပါအဝင်လူအများနဲ့ဆက်ဆံတဲ့သဘောထားတွေပြောင်းလဲလာပြီးဆက်ဆံရေးပိုမိုကောင်းမွန်လာတယ်ဆိုတာနေ့စဉ်တရားပုံမှန်ထိုင်နေသူတိုင်းကိုယ်တွေ့ခံစားကြရတဲ့အကျိုးကျေးဇူးဖြစ်ပါတယ်။ဒါကြောင့်စိတ်တက်ကြနေပြီဆိုရင်နံပါတ်1အချက်အနေနဲ့တရားပုံမှန်ထိုင်ပါသို့မဟုတ်အသက်ရှူလေ့ကျင့်ခန်းလုပ်ပါလို့ဆွေးနွေးပြစေရှင်။နံပါတ်2စိတ်တက်ကြနေပြီဆိုရင်ပြုလုပ်တဲ့နံပါတ်2အချက်ကတော့ journaling ပါဟုတ်ပါတယ်ကျမတို့နေ့စဉ်ခံစားရသမျှကိုစာအုပ်ထဲမှာချရေးဖို့ပါစာအုပ်ထဲမှာမြည်ချင်ရင်ဖုန်းထဲက note မှာလည်းရေးထားလို့ရပါတယ်ကျမတို့ခံစားနေသမျှကိုချရေးလိုက်ခြင်းဖြင့်စိတ်ဖိစီးမှုလျော့နည်းလာပါတယ်မိမိကိုယ်ကိုပို့ပြီးတော့နားလည်လာပါတယ်ကိုယ်စိတ်မှာရှုပ်ထွေးနေတဲ့အရာတွေကိုလည်းတဖြည်းဖြည်းရှင်းလင်းလာစေပါတယ်ကိုကဘာဖြစ်ချင်တာလဲကိုယ့်ရဲ့ပန်းတိုင်ကဘာလဲစသည်ဖြင့်မိမိကိုမိမိပိုမိုနားလည်နိုင်ပါမယ်ဒါကြောင့်စိတ်တက်ကြနေရမှလွန်မြောက်ဖို့ဆိုရင်journaling လုပ်ခြင်းကလည်းကောင်းမွန်တဲ့အလေးအထားဖြစ်တယ်ဆိုတာဆွေးနွေးပြစီနံပါတ်3အချက်အနေနဲ့ကတော့လမ်းလျှောက်ခြင်းသို့မဟုတ်ပုံမှန်အားကစားလုပ်ခြင်းပါလမ်းလျှောက်ခြင်းကစိတ်ဖိစီးမှုကိုလျော့ကျစေပြီးစိတ်ကိုပေါ်ပါလန်းဆန်းစေပါတယ်ဒါကြောင့်ကျမတို့တွေစိတ်တက်ကြခြင်းနဲ့ရင်ဆိုင်နေရပြီဆိုရင်လမ်းပုံမှန်လျှောက်ပေးခြင်းသို့မဟုတ်လေ့ကျင့်ခန်းပုံမှန်လုပ်ပေးခြင်းစတဲ့အရာတွေကိုလည်းလုပ်ပေးသင့်ပါတယ်လို့ဆွေးနွေးပြစီရှင်တကယ်လို့ကျမတို့နဲ့ထိတွေ့ဆက်ဆံနေရတဲ့သူတွေထဲမှာစိတ်တက်ကြခြင်းကိုခံစားနေရတဲ့သူရှိတယ်ဆိုရင်အရှိမဖော်ပြပေးခဲ့တဲ့လှုပ်ဆောင်မှု3ရပ်ကိုဖော်ပြပေးနိုင်တယ်လို့ကျမတို့တွေဟာစိတ်တက်ကြနေသူအတွက်စိတ်ချယုံကြည်ရတဲ့နားထောင်ပေးသူအဖြစ်လည်းရှိနေပေးသင့်ပါတယ်ဟုတ်ပါတယ်စိတ်တက်ကြနေသူဟာသူခံစားနေရတဲ့အရာတွေကိုစိတ်ချယုံကြည်ရတဲ့သူကိုထုတ်ဖော်ပြပြလိုက်ရတဲ့အတွက်သူ၏စိတ်ဖိစီးမှုကိုလျော့ပါးသက်သာစေနိုင်လို့ပါဒီနေ့ဆွေးနွေးသွားတဲ့အကြောင်းအရာလေးကိုနှီးကုံချုပ်ရရင်ကျမတို့စိတ်တက်ကြခြင်းနဲ့ရင်ဆိုင်ရရင်လုပ်တဲ့အရာတွေအများကြီးတွေကမှတရားထိုင်ခြင်းသို့မဟုတ်အသက်ရှူလေ့ကျင့်ခန်းလုပ်ခြင်းနေ့စဉ်မှတ်တမ်းရေးခြင်းနဲ့လမ်းလျှောက်ခြင်းသို့မဟုတ်အားကစားပုံမှန်လုပ်ခြင်းစတဲ့လှုပ်ဆောင်မှုတွေကိုလှုပ်ဆောင်သင့်ကြောင်းဆွေးနွေးခဲ့ပြီးမိမိနဲ့ထိတွေ့ဆက်ဆံရသူကစိတ်တက်ကြခြင်းကိုရင်ဆိုင်နေရပြီဆိုရင်အရှိမဖော်ပြခဲ့တဲ့လှုပ်ဆောင်ချက်3ခုကိုဖော်ပြပေးနိုင်တယ်လို့စိတ်ချယုံကြည်ရတဲ့နားထောင်သူအဖြစ်ရှိနေပေးသင့်ကြောင်းဆွေးနွေးခဲ့ပါတယ်ကျမတို့တွေအားလုံးမိမိကိုယ်တိုင်အပါအဝင်မိမိနဲ့ထိတွေ့ဆက်ဆံရသူတိုင်းအပေါ်မှာအေးချမ်းစေခြင်းနဲ့စိတ်စေတနာနဲ့အတူနေ့ရက်တိုင်းကိုအေးချမ်းစွာကြော်ဖြတ်ကြစို့နော်